မင်္ဂလာပါရှင်အခုတမဲပု္ပ္ပာလေးကကြတော့စာမျက်နှာ10မှာရှိတဲ့ဒီကျဲပု္ပ္ပာလေးပေါ့နော်ဒီကလေးတိုင်းလိုဒီပု္ပ္ပာလေးတိတ်မရကြဘူးဒါပေမဲ့ရတဲ့ကလေးလေးရတယ်ပေါ့နော်ပု္ပ္ပာလေးကြည့်မယ်နော်တစ်နှစ်တွင်စက္ကန့်များရှိတဲ့နေ့တဲ့အောက်ပါအတိုင်းရှာပါတဲ့ဒီဘက်ကကြီးမှာဆိုရင်10မိနစ်တွင်ရှိသည့်စက္ကန့်ကိုရှာပါတဲ့သူလိုချင်တာစက္ကန့်ပဲလိုချင်တာနော်ခါဝေးရလဲတနားရီတွင်ရှိသည့်စက္ကန့်ကိုရှာပါတဲ့ကားငယ်ကကြတရက်တွင်ရှိသည့်စက္ကန့်ကိုရှာပါတဲ့ဂါကြီးကကြတော့တစ်နှစ်တွင်ရှိသည့်စက္ကန့်ကိုရှာပါတဲ့365ရက်ရှိသောနှစ်ကိုအသုံးပြုပါတဲ့အဲ့ကြဒီကျတို့ဒီမှာမိနစ်နဲ့စက္ကန့်နဲ့ဆက်သွယ်ချက်တွေဆိုရင်ဒီကျတို့ grade 3မှာကနေအသိပြီးပေါ့နော်အဲ့မှာဆိုရင်ဒီကျတို့ဆက်သွယ်ချက်လေးပါရှိလဲဆိုရင်စက္ကန့်60တမိနစ်60တနာရီ24နာရီတရက်ဆိုပြီးဒီကျတို့ grade 3မှာတော့ချက်ခဲမက်ခဲ့ပြီးသားပေါ့နော်တောက်သမီးတို့လည်းဒါပြန်မမိရလို့ထင်ပါတယ်ဒီချက်ဒီလိုပြောလိုက်တယ်လေအဲ့ကြတော့ဒီကျတို့ကာကြီးက10မိနစ်တွင်ရှိသည့်စက္ကန့်ဆိုတော့ဒီကျ10မိနစ်မှာဘယ်လောက်စက္ကန့်ရှိအောင်ဆက်သွယ်ချက်ထဲမှာပါပြီးသားစက္ကန့်60 10မိနစ်10မိနစ်ဆိုတာစက္ကန့်60ဖြစ်တဲ့အတွက်ဒီကျတို့က10မိနစ်ညီရချင်း60စက္ကန့်ဆိုပြီးရေးမယ်ပေါ့နော်ကဲဒီချက်ဒီလိုလေးရေးထားပါတယ်နံပါတ်ကကြီးက10မိနစ်မှရှိတဲ့စက္ကန့်လို့ကျတဲ့အတွက်10မိနစ်ညီညချင်း60စက္ကန့်ပေါ့နော်ပြီးရင်နံပါတ်ခဝေးကတနာရီမှရှိတဲ့စက္ကန့်ကိုလိုချင်တာဖြစ်တဲ့အတွက်ကျတို့တနာရီနဲ့စက္ကန့်နဲ့ဆက်သွယ်ချက်ကမရှိဘူး။ဘာလဲဆိုတော့နာရီနဲ့မိနစ်နဲ့ဆက်သွယ်ချက်ရှိရယ်မိနစ်နဲ့စက္ကန့်နဲ့ဆက်သွယ်ချက်ရှိတာဖြစ်တဲ့အတွက်တနာရီမှာဘယ်နှမိနစ်ရှိလဲကျတို့ကြည့်မယ်။တနာရီမှာ60မိနစ်ရှိရဖြစ်တဲ့အတွက်တချို့တနာရီညီညချင်း60မိနစ်လို့ရေးတယ်။ရေးပြီးပြီဆိုရင်ကျတို့လိုချင်တာစက္ကန့်ကိုလိုချင်တာဖြစ်တဲ့အတွက်မိနစ်နဲ့စက္ကန့်နဲ့ဆက်သွယ်ချက်ကဘာလဲဆိုရင်1မိနစ်မှာ60စက္ကန့်ရှိရယ်တချို့က60မိနစ်ရှိနေတာဖြစ်နေတဲ့60မိနစ်ဖြစ်နေတဲ့အတွက်ပေါ့နော်ကျတော့စက္ကန့်ကိုလိုချင်တဲ့ခါကျရင်1မိနစ်မှာ60စက္ကန့်ရှိတဲ့အတွက်60မိနစ်ဆိုတော့60စက္ကန့်နဲ့သွားမြောက်တာပေါ့နော်60မိနစ်ကို60စက္ကန့်နဲ့သွားမြောက်ရင်ကျတော့တနားရီမှာရှိတဲ့စက္ကန့်ကိုရပါတယ်ဒီချက်တော့ဒါအလွယ်နည်း66လီ36ဆိုပြီး36ရေးလိုက်တယ်ဒီမှာ3ညတစ်လုံးဒီမှာတစ်လုံးရှိတယ်3ည2လုံးဒီမှာသွားရေးလိုက်တယ်ပေါ့နော်3600စက္ကန့်ဒီချက်အောက်တော့6မမြောက်တော့နော်နံပါတ်ကားငယ်ရကြတော့တရက်မှာရှိတဲ့စက္ကန့်ကိုလိုချင်တာအဲ့ကြဒီကျတို့ကဆက်သွယ်ချက်ကတရက်မှာဘယ်နှနာရီရှိတာလဲတရက်မှာရှိတဲ့နာရီက24နာရီရှိတယ်ပေါ့နော်အဲ့ကြတရက်မှာညီညာချင်း24နာရီလို့ရေးလိုက်တယ်အဲ့ကြနာရီနဲ့စက္ကန့်နဲ့ဆက်သွယ်ချက်ကဘာလဲဆိုတော့ဒီမှာကဒီချက်ရထားတာတနာရီမှာဒီချက်3600စက္ကန့်ရထားတာဖြစ်တဲ့အတွက်24နာရီကိုဒီချက်တရက်မှာရှိတဲ့စက္ကန့်နဲ့မြှောက်မယ်ပေါ့နော်24အမြောက်3600စက္ကန့်ဆိုပြီးစက္ကန့်နဲ့မြှောက်လိုက်တယ်ပေါ့နော်အဲ့ကြတော့ဒီချက်တို့ဓာလေးတွေကိုခွဲရေးမယ်24က24တိုင်းပဲရေးမယ်ပေါ့ညီညာချင်းလေးတန်းရေးမယ်နော်24က24တိုင်းရေးမယ်3600ပေါ့နော်36နဲ့100နဲ့ခွဲလိုက်ပြီပေါ့နော်36နဲ့100နဲ့မြောက်ရင်3600ပြန်ရတာဖြစ်တဲ့အတွက်ဒီကျတော့36နဲ့100နဲ့ခွဲလိုက်တယ်ခွဲပြီးပြီဆိုရင်24ရဲ့36ရေကိုဒီကျတော့ဘေးမှာချမြောက်လိုက်တယ်ပေါ့နော်24နဲ့36နဲ့မြောက်လိုက်တယ်6လေးလီ24 4ရေ2မှတ်6နှစ်လီစနစ်ဆို73 14ရတယ်ပေါ့နော်ပြီးရင်3လေးလီစနစ်2ရေ1မှတ်3နှစ်လီ6 9ရတယ်ပေါ့နော်ပြီးရင်ဒီနှစ်ခုကိုပေါင်းလိုက်တော့ကျတော့864ရတယ်ပေါ့နော်အဲ့ဒါ24နဲ့36မြောက်တာက864ရတယ်အမြောက်ကအမြောက်နောက်က100ပေါ့နော်100နဲ့မြောက်တဲ့ခါကျရင်100မှာ3ညနှလုံးရှိရတဲ့အတွက်864နောက်မှာ3ညနှလုံးရေးလိုက်ပြင်စက္ကန့်လေးတော့မေ့စီနေပေါ့နော်စက္ကန့်ရေးပါမယ်ပြီးရင်တပတ်ကကြီးကြည့်မယ်ပေါ့နော်တပတ်ကကြီးကကြတော့တစ်နှစ်မှာရှိတဲ့စက္ကန့်ကိုရှာခိုင်းတာပြီးရင် तू ကဘာလဲဆိုတစ်နှစ်ကိုကြတော့365ရက်နဲ့တွက်ပေးပါဆိုတော့တစ်နှစ်ညီညာကြီးဒီကျတော့365ရက်ရေးလိုက်တယ်ပေါ့နော်ဒီကျတော့တစ်ရက်မှာဘယ်လောက်စက္ကန့်ရကြလဲဆိုရင်86,400စက္ကန့်ရတာဖြစ်တဲ့အတွက်တချို့တို့ကရှိတာကအခုက365ရက်ဖြစ်တဲ့အတွက်365ရက်လေးကို86,400စက္ကန့်နဲ့ပြောင်းမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့တစ်နှစ်မှာရှိရစက္ကန့်ရမယ်အဲ့ကြတချို့တို့365ကို365အတိုင်းရေးလိုက်တယ်86,400လေးကိုတချို့တို့က864ပဲလိုချင်တာဖြစ်တဲ့အတွက်864ခွဲလိုက်တယ်3ညနှလုံးကိုကြတချို့100လောက်လိုက်တယ်864နဲ့100နဲ့မြောက်ရင်86,400ပြန်ရတယ်ပေါ့နော်အဲ့ကြတချို့တို့က365နဲ့864နဲ့တို့ချတို့ဘေးမှာချပြောင်းလိုက်တယ်ပေါ့နော်5လီ20 3ညရေ2မှတ်46လီ24ဆိုတော့2နဲ့ပေါင်းတော့26ပေါ့နော်6ရေ2မှတ်43လီ12ဆိုတော့73 14ရတယ်ပေါ့နော်65လီက30ချို့တန်းတန်းပဲရေးတယ်နော်65လီ30 3ညရေ3မှတ်66လီ36 3နဲ့ပေါင်းတော့39 9ရေ3မှတ်63လီ18 18နဲ့3နဲ့ပေါင်းလိုက်တော့21ရတယ်ပေါ့နော်ပြီးရင်တော့8နဲ့9နဲ့မြောက်မယ်တန်းတန်းပဲရေးမယ်နော်85လီ40 3ညရေ4မှတ်86လီ48 48နဲ့4နဲ့ပေါင်းလိုက်တော့52ရတယ်ပေါ့နော်2ရေ5မှတ်83လီ24 24နဲ့5နဲ့ပေါင်း29ရတယ်ပေါ့နော်အဲ့ဒါတချို့ဒါလေးတွေပေါင်းမယ်3ည6 73 3ရေ1ပေါ်တေ5 17 1ရေ1ပေါ်တေလိုက်တော့3ပေါ့နော်အဲ့ဒါဘယ်လောက်ရလဲဆိုအခု10ရာ1000တောင်းသိန်းပေါ့နော်3,15360ရပါတယ်အဲ့ကြတော့365နဲ့864နဲ့မြောက်လိုက်တာက3,15360ရတယ်အမြောက်ကအမြောက်100က100ဆိုပြီးရေးလိုက်မယ်ရေးပြီးဆိုရင်100မှာ3ညနှလုံးရှိတဲ့သူ့ရဲ့လက်ရှိနောက်
ကိန်းတောင်မှာပေါ့တချို့3နှလုံးထည့်လိုက်ပေါ့နော်ဒါခု10ရာထောင်တောင်သိန်းတန်ဂရေပေါ့နော်တစ်နှစ်မှာရှိတဲ့စက္ကန့်က3ဂရေတတန်9သိန်း3600စက္ကန့်ရှိပါတယ်တောင်းသမီးတို့လည်းဒါလေးကိုရမယ်လို့မျှော်လင့်ပါတယ်နားမလဲရရှိရင်လည်းဒီချို့ကို comment ကနေပြီးတော့မေးလို့ရပါတယ်ရှင်